ဝမှာအစင်မပြေဘူးဆိုရင်လည်းစက်တိုက်အစင်မပြေဖြစ်တယ်အစင်ပြေပြီဆိုလို့ရှိရင်လည်းလောက်ခါလက်ခါနဲ့အားလုံးအစင်ပြေနေဘာပဲဖြစ်ဖြစ်ကိုယ့်အတွက်ကြီးပဲဖြစ်နေအဲ့ဒီအစင်ပြေမှုအစင်မပြေမှုဆိုတာရဲ့အကြောင်းတရားကိုရှာကြရအောင်လက်တွေ့အကြောင်းတရားလည်းရှိအနိကအကြောင်းတရားတွေလည်းရှိတယ်ဝေးလံတဲ့အကြောင်းတရားတွေလည်းရှိတယ်အဲ့တော့ပင်မအကြောင်းတရားတစ်ခုအနေနဲ့ဆိုလို့ရှိရင်အတိတ်ဘဝကလုပ်ခဲ့တဲ့ကုသိုလ်ကောင်းမှုတွေရဲ့အရှင်ရလာတဲ့ပုဂ္ဂိုလ်တရားဟာအစဉ်ပြေနေတယ်အဲ့ဒါကိုမြန်မာလူမျိုးတွေကဘာပြောတော့ဆိုကံကောင်းတယ်ခံကောင်းတယ်နော်ကံကောင်းတယ်ဆိုတာဘာကိုပြောတာတော့ကိုလုပ်ခဲ့တဲ့ကံတွေကကောင်းလို့ဘဝကောင်းစားနေတယ်လို့ဒီလိုယူဆတာနော်အဲ့တော့ကံကောင်းအောင်ဆိုတာအမြဲကိုလုပ်နေဖို့လိုအပ်တယ်လို့ဆိုတဲ့အဓိပ္ပာယ်ဖော်ပြကံကောင်းခြင်းစိတ်နေသဘောထားကောင်းရမယ်အပြောဆိုကောင်းရမယ်လုပ်ရကောင်းရဥပမာကျောင်းသူကျောင်းသားတွေကံကောင်းခြင်းတယ်ဆိုရင်ဘာလို့စိတ်ကောင်းနှလုံးကောင်းထားတယ်စာကြိုးစားတယ်နော်စာကြိုးစားတယ်မျက်စိဖွင့်နားဆက်ပြီးတော့တတ်တဲ့တွေအာယုစိုက်တယ်ပညာရေးဘက်ကိုအာယုစိုက်တယ်အဲ့ဒါကံကောင်းလာတာပဲကံကောင်းအောင်လုပ်တဲ့နေရာကံကောင်းလာတယ်မိဘစကားနားထောင်တယ်ဆရာသမားစကားနားထောင်တယ်ကောင်းတဲ့အလုပ်တွေလုပ်တယ်တူနဲ့တူလေးစားတယ်အလေးထားတယ်ကိုယ်စိတ်ထဲမှာတစ်ဖက်သားပေါ်မှာညစ်ပတ်တဲ့စိတ်မျိုးမထားဘူးမှန်ကန်တဲ့ကောင်းမြတ်တဲ့စိတ်တွေသဘောထားတွေထားတယ်အချင်းချင်းပြန်လာပေါ်မှာမေတ္တာထားတယ်အကျိုးစီးပွားလို့ကိုယ်ချင်းစာတရားထားတယ်ကိုယ်ချင်းစာဆိုတာကိုယ်လည်းပျော်ခြင်းတယ်ကိုယ်လည်းကြီးပွားခြင်းတယ်ကိုယ်လည်းဆောင်ဝဲအောင်ခြင်းတယ်သူလည်းကြီးပွားပါစေသူလည်းပျော်ပါစေသူလည်းနော်ဆောင်ဝဲအောင်ပါစေဆိုတဲ့စိတ်ဟာမေတ္တာလို့ခေါ်တယ်အဲ့စိတ်တတ်တာကိုတော့အောင်တယ်သူ့ကိုတော့မအောင်စေချင်ဘူးဆိုရင်ဒါမစ္စရိယတရားလို့ခေါ်တယ်ကိုယ်သာအခွင့်အရေးရပြီသူများကိုမရစေချင်ဘူးအဲ့ဒီစိတ်ဓာတ်မျိုးတွေဟာညှဉ်းနှွမ်းတဲ့စိတ်အကုသိုလ်စိတ်လို့ခေါ်တယ်ကိုယ်နဲ့ဓာတ်တို့ကိုဖြစ်တယ်လို့ကိုကောင်းစားတယ်လို့သူတို့လည်းကောင်းစားစေခြင်းနဲ့ဆိုတာမေတ္တာဒါကိုကုသိုလ်လို့ခေါ်တာကုသိုလ်ဆိုတာဘုန်းကြီးတွေအကြောင်းတွေသွားပြီးတော့လူမတမ်းမှကုသိုလ်မဟုတ်ဘူးဒါလည်းကုသိုလ်ပဲစိတ်ဓာတ်ကိုဖြူစင်အောင်ထားတာဒါလည်းကုသိုလ်ပဲနေ့စဉ်ကုသိုလ်ရတဲ့အနေအထားတစ်ခုပဲ